ညားပြီးတာနဲ့လက်တွဲပြီးစီးပွားရှာရင်အချိန်တိုအတွင်းအိမ်တွေကားတွေနဲ့အလွန်ကြီးပွားချမ်းသာသွားတတ်တဲ့အိတ်ပိတ်အိတ်ပွင့်မွေးနေ့အတွဲတွေကိုသိပါသလားရှင်တယောက်ကငွေဝင်အောင်ရှာပြီးတယောက်ကတေချာထိန်ပေးမဲ့အကျိုးပေးအတွဲတွေကတော့ပထမဆုံးအကောင်းဆုံးအတွဲကတနင်္ဂနွေနဲ့တောက်ကြအတွဲပါဓာတ်သားဇာတအဖြစ်ဆုံးမှုအိမ်အောင်ပြုပြီးတာနဲ့အိုးအိမ်တိုက်တာချက်ချင်းပိုင်ဆိုင်ရလိမ့်ရှိပါတယ်ဒုတိယအတွဲကတနင်္လာနဲ့ကြာသပတေးမိဖက်အတွဲပါတယောက်ကိုတယောက်အေဂျင့်စီပြီးကုံသွယ်စည်းပွားလုပ်ရင်အောင်မြင်မှုအရှိန်ရမ်းမြန်ပါတယ်တတိယအတွဲကတော့အင်္ဂါနဲ့စနေအတွဲပါရုံးကန်ရသမျှတဲရဲရည်တုံမဖြစ်ပဲအသက်ကြီးပိုင်းမှာရွှေဘုံငွေဘုံပေါ်ထိုင်ရမယ့်အတွဲဖြစ်ပါတယ်နောက်ဆုံးအတွဲကတော့ဗုဒ္ဓဟူးနဲ့ရာဟုသို့မဟုတ်ကြာသာပတေးအတွဲပါဉာဏ်ပညာချင်းပေါင်းဆက်ပြီးစီးပွားရေးမှာအတွေးခေါ်သစ်တွေနဲ့အရန်အောင်မြင်တတ်ကြပါတယ်မိတ်ဆွေတို့ဇနီးမောင်နှံကောဒီလိုအိတ်ပိတ်အိတ်ပွင့်အတွဲထဲမှာပါဝင်နေပါသလားမိမိတို့ရဲ့ကံကြမ္မာနဲ့ကိုက်ညီမှုရှိမရှိကွန်မန့်မှာမျှဝေခဲ့ကြပါဦးရှင်မေရင်နဲ့လောကီပညာဗဟုသုတတွေအမြဲကြည့်ဖို့အတွက်ရွှေရောင်ကံကြမ္မာကိုလည်း follow လုပ်ထားဖို့မမေ့နဲ့အောင်တော့